မရှိတဲ့နေရာမှာအတန်ကြီးကြားရတာထိတ်လန့်စရာပါဒါပေမဲ့လူရှိနေတဲ့အဆောင်ထဲမှာမမြင်ရတဲ့သူတယောက်လှုပ်ရှားနေသလိုအတန်ကြီးကြားနေရရင်ရောဒီအဖြစ်အပျက်ကပညာရေးကောလိပ်တက်တုံးကအဆောင်တစ်ခုမှကြုံခဲ့ရတာပါအဆောင်က1998လောက်ကအဆောင်တွေဗျာသူတို့အဆောင်မှာကကြံတဲ့လူတွေအတန်းတင်နေရင်အမိုက်ပြည့်ရေတန့်တယ်လို့ဖို့နှစ်ယောက်စီအလှည့်ကျတာဝန်ယူကြရတယ်။ဒီနေ့တော့တစင်နဲ့သူ့တငယ်ချင်းအလှည့်ကျတာပေါ့။အဲ့ဒီနေ့သူတို့အဆောင်နဲ့အလုတ်လွတ်နေတော့နောက်ဖက်ရေချိုးခန်းဘက်ကရေချိုးတန့်တွေကြားလာရတယ်။တစင်ကနားချမားတာနေမှာပါဆိုပြီးမတိချင်အောင်ဆောင်လိုက်ပေမဲ့ဖုံဖုံဖုံဆိုအတန်ကြီးကြားလာရတာခြေတန်းလိုမျိုးကြီးပေါ့အဲ့နောက်အိမ်သားရေလောင်းတန်တွေအိမ်သားတိုက်တန်တွေကြားလာရတာအဆောင်မှာကသူတို့နေ့လောက်ကလွယ်ကြီးဘယ်သူမှမရှိဘူးလေသူတို့လည်းကြောက်ကြောက်ညက်သွားကြည့်လိုက်တော့အိမ်သားတွေကဘာရေမှမဆိုဘူးအကုန်ခြောက်ကပ်နေတာတဲ့သူတို့လည်းကြောက်လန့်ပြီးအဆောင်ရှိပြီးထွေပြီးတကားပိတ်ကောက်အခြားចောင်းသားတွေပြန်လာမှမဲ့တကားပြန်ဖွင့်ဝင်ခဲ့ကြရတယ်ခုကြည့်နေတဲ့သူရောဘယ်လိုထင်လဲတစုံတစ်ယောက်မပြီးဆုံးသေးတဲ့တာဝန်တစ်ခုကိုဆက်လက်ထမ်းဆောင်နေတာများလား